ကျေပွင့်နယ်ပင်မှာလင်းရင်အမြင့်စွမ်းရည်ရှင်တွေနဲ့တွေ့တယ်။သူမီးနဲ့စွမ်းအားနဲ့ထိတ်တန်းရာထူးရလိုက်တယ်။ဒါပေမဲ့ပိုကြီးတဲ့ရန်သူတယောက်ပေါ်လာတယ်။ကန့်ကြမ္မာတိုက်ပွဲရှေးဟောင်းကန့်ကြမ္မာနတ်ဖျားရဲ့အမွေနှစ်အတွက်တိုက်ပွဲထီတယ်။လင်းရင်အဆုံးထိတိုက်ပြီးကန့်ကြမ္မာနတ်ဖျားရဲ့အမွေနှစ်ရယူတယ်။သူ့ချီအဆင့်တိတိတသားတက်လာတယ်။မာနတ်ကျွန်းကကြီးကျယ်ခမ်းထားတဲ့မာနတ်စွမ်းအားရှင်တဲ့ရှိတယ်။လင်းရင်အဲ့ဒီကျွန်းကိုရောက်ပြီးမာနတ်ခေါင်းဆောင်တဲ့ရှင်ဆိုင်တဲ့မီးနတ်စွမ်းအားနဲ့အနိုင်ယူတယ်။နတ်ဖျားအဆင့်နီးကပ်လာခြင်းအဆင့်မြင့်ဆုံးနယ်ပဲရောက်ပြီးနတ်ဖျားအဆင့်ကိုအကျိုးစားတယ်။ကောင်းကင်မူကျွေခံရပင်နောက်ဆုံးကြော်ဖြတ်ပြီးနတ်ဖျားဖြစ်လာတယ်။ကောင်းကင်ခီအဆုံးသက်နတ်ဖျားဖြစ်ပြီးလင်းရင်ကောင်းကင်နယ်ပဲကိုတက်တယ်။အဲ့ဒီနယ်ပဲမှာပုံမြင့်နဲ့စွမ်းအားပြီးရှိနေသေးတယ်။သူခရီးဆက်လက်ရှိနေစေ။ဒါပေမဲ့အခုသူမသေးနိုင်တဲ့